ဓမ္မမိတ်ဆွေသူတို့စဉ်ပေါင်းတော်သုတော်တော်ပြည့်စုံသောအနန္တဒုက္ခကာရတော်မြတ်ကြီးဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသမ္မပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမ္မပါဏိနံသံဃောလောကေသမုပ္ပန္နောပုညယသမ္မပါဏိနံဗုဒ္ဓတေသေနာရိမနောမုရောမေရကန္တုနိစ္စဓမ္မတေသေနာမဟာနာဘောဓမမေရကန္တုတတ္တသံဃတေသေနာမဟာရတောသံဃောမေရကန္တုဒီနေနမောဧဗုဒ္ဓဝိရတုဝိပါမုဒ္ဒောဒီရပတိသမ္မာတပ္ပတိမနောသမိတသမေတရဏဘဝအရဟံဗုဒ္ဓဗုဒ္ဓံတရဏံဂိသာမိအာကာရိကောဓမ္မောဓမ္မံတရဏံဂိသာမိဒုပရိပါဏောသံဃောသံဃံတရဏံဂိသာမိဗုဒ္ဓောတပ္ပေညုတဉာနောဓမ္မောလောကုတ္တရောနဝသံဃောမကပလနောဣစ္ဆဒတရဏတရံဒေနသေစေနသင်္ကမောဩတုမေတယမင်္ဂလံဓမ္မမိတ်ဆွေလူတို့စဉ်ပေါင်းတော်သုတော်တော်ပြည့်စုံသောအနန္တဒုက္ခကာရတော်မြတ်ကြီးဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသမ္မပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမ္မပါဏိနံသံဃောလောကေသမုပ္ပန္နောပုညယသမ္မပါဏိနံဗုဒ္ဓတေသေနာရိမနောမုရောမေရကန္တုနိစ္စဓမ္မတေသေနာမဟာနာဘောဓမမေရကန္တုတတ္တသံဃတေသေနာမဟာရတောသံဃောမေရကန္တုဒီနေနမောဧဗုဒ္ဓဝိရတုဝိပါမုဒ္ဒောဒီရပတိသမ္မာတပ္ပတိမနောသမိတသမေတရဏဘဝအရဟံဗုဒ္ဓဗုဒ္ဓံတရဏံဂိသာမိအာကာရိကောဓမ္မောဓမ္မံတရဏံဂိသာမိဒုပရိပါဏောသံဃောသံဃံတရဏံဂိသာမိဗုဒ္ဓောတပ္ပေညုတဉာနောဓမ္မောလောကုတ္တရောနဝသံဃောမကပလနောဣစ္ဆဒတရဏတရံဒေနသေစေနသင်္ကမောဩတုမေတယမင်္ဂလံဓမ္မမိတ်ဆွေလူတို့စဉ်ပေါင်းတော်သုတော်တော်ပြည့်စုံသောအနန္တဒုက္ခကာရတော်မြတ်ကြီးဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသမ္မပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမ္မပါဏိနံသံဃောလောကေသမုပ္ပန္နောပုညယသမ္မပါဏိနံဗုဒ္ဓတေသေနာရိမနောမုရောမေရကန္တုနိစ္စဓမ္မတေသေနာမဟာနာဘောဓမမေရကန္တုတတ္တသံဃတေသေနာမဟာရတောသံဃောမေရကန္တုဒီနေနမောဧဗုဒ္ဓဝိရတုဝိပါမုဒ္ဒောဒီရပတိသမ္မာတပ္ပတိမနောသမိတသမေတရဏဘဝအရဟံဗုဒ္ဓဗုဒ္ဓံတရဏံဂိသာမိအာကာရိကောဓမ္မောဓမ္မံတရဏံဂိသာမိဒုပရိပါဏောသံဃောသံဃံတရဏံဂိသာမိဗုဒ္ဓောတပ္ပေညုတဉာနောဓမ္မောလောကုတ္တရောနဝသံဃောမကပလနောဣစ္ဆဒတရဏတရံဒေနသေစေနသင်္ကမောဩတုမေတယမင်္ဂလံဓမ္မမိတ်ဆွေလူတို့စဉ်ပေါင်းတော်သုတော်တော်ပြည့်စုံသောအနန္တဒုက္ခကာရတော်မြတ်ကြီးဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသမ္မပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမ္မပါဏိနံသံဃောလောကေသမုပ္ပန္နောပုညယသမ္မပါဏိနံဗုဒ္ဓတေသေနာရိမနောမုရောမေရကန္တုနိစ္စဓမ္မတေသေနာမဟာနာဘောဓမမေရကန္တုတတ္တသံဃတေသေနာမဟာရတောသံဃောမေရကန္တုဒီနေန
နမောဧဗုဒ္ဓဝိရတုဝိပါမုဒ္ဓောတိရပတိနမတပတိမနောသမိတသမေတရဏဘဝအရဟံဗုဒ္ဓဗုဒ္ဓတရဏဂိသာမိအာဂါရိကောဓမ္မောဓမ္မံတရဏဂိသာမိဒုပရိပါနောသံဃောသံဃံတရဏဂိသာမိဗုဒ္ဓောတပေညုဒညာနောဓမ္မောလောကုတ္တရောနဝသံဃောမကပလနောဣစ္ဆဒတရဏတရဒေနသေစေနသင်္ကမောဩတုမေတရားမင်္ဂလာဓမ္မမိတ်ဆွေသူတို့စဉ်ပေါင်းတို့သုတော်လောပြည့်စုံသောအနန္တဒုက္ခကာရတော်မြတ်ကြီးဘုဒ္ဓလောကေသမုပ္ပန္နောဟိတယသမပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမပါဏိနံသံဃောလောကေသမုပ္ပန္နောပုညယသမပါဏိနံဗုဒ္ဓတေသေနာရိမနောမုရောမေရကနုနိစ္စဓမ္မတေသေနာမဟာနာဘောဓမမေရကနုတတ္တသံဃတေသေနာမဟာရသောသံဃောမေရကနုဒီနေနမောဧဗုဒ္ဓဝိရတုဝိပါမုဒ္ဓောတိရပတိနမတပတိမနောသမိတသမေတရဏဘဝအရဟံဗုဒ္ဓဗုဒ္ဓတရဏဂိသာမိအာဂါရိကောဓမ္မောဓမ္မံတရဏဂိသာမိဒုပရိပါနောသံဃောသံဃံတရဏဂိသာမိဗုဒ္ဓောတပေညုဒညာနောဓမ္မောလောကုတ္တရောနဝသံဃောမကပလနောဣစ္ဆဒတရဏတရဒေနသေစေနသင်္ကမောဩတုမေတရားမင်္ဂလာမင်္ဂလာပါဓမ္မမိတ်ဆွေစုလို့စင်မောလို့ခင်ဗျာဓမ္မမိတ်ဆွေများကာယစိတ်ဓာတ်နဲ့ကြားလို့သူကအပေါင်းပြည့်စုံနိုင်ကြပါစေဓမ္မမိတ်ဆွေစုလို့စင်မောလို့ခင်ဗျာဝါဆိုလာပြည့်နေဓမ္မစစ်ကြာထားလို့နဲ့အကြောင်းဒီကောင်းစရာလေးကိုအကျဉ်းချုပ်တင်ပြခြင်းပါတယ်ဝါဆိုလာပြည့်နေဟာမင်္ဂလာရှိပြီးမြင့်မြတ်သောလာပြည့်နေဟု၍မှတ်ဆိုနိုင်ပါတယ်ထိုကဲ့သို့မှတ်ယူရခြင်းမှာဝါဆိုလာပြည့်နေမှာမြတ်စွာဘုရားရှင်ကိုရမအလောင်းတော်ဟာမေရူမာရာဒေဝီဝမ်းကြလိုက်၌ပရိသတ်နဲ့ယူလို့နေပဲဖြစ်ပါတယ်တိတ္တရာမင်းသားဘဝမှာနမိတ်ကြီးလေးပါးကိုမြင်တော်မူပြီးတန်ဝင်ကရရှိသွားကရွှေနန်းစီစဉ်အားလုံးကိုဆွန့်ခွာ၍တိုးထွေတော်မူခဲ့ပြန်ပါတယ်ဖရာကျေတော်ရောက်တော်မူပြီးတရားဟုဒေသနာဖြစ်သောဓမ္မစကဘဝတနာတို့ဓမ္မစကြာတရားတော်များကိုဟောကြားတော်မူခဲ့ပြန်ပါတယ်ပြုဖဲ့၍ရှင်ပြိုင်လာသောဒိဋ္ဌိတက္ကတွန်းများကိုမှားယွင်းသောယူဝါဒကိုဆွတ်မြရန်ရေမီးအစုံတို့ကိုပြလိုက်ဟန်ပြတော်မူခဲ့ပြန်ပါလေဒါကြောင့်ဝါဆိုလာပြင်းတွေကိုတန်နေတိုးထွက်ဓမ္မဆက်တစ်ချက်ပြလိုက်ဟန်ပြီးမှတ်တမ်းဆိုခဲ့ကြပါလေခင်ဗျာဓမ္မမိတ်ဆွေသူတို့စင်ပေါင်းလို့ခင်ဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာမဟာသက္ကရေတရားသုံးခုနဲ့ကစုံလားပြည့်နေဘုံလူနေ့မှာကိုရမမြတ်စွာဘုရားရှင်ဖြင့်ရောက်ရှိတော်မူခဲ့တဲ့ဖြင့်ကစုံလားပြည့်နေကိုဗုဒ္ဓနေ့ဟူ၍တတ်မှတ်ပူဇော်ကြပါတယ်ထိုကဲ့သို့ဘုရားရှင်ဖြင့်ဖြစ်တော်မူလာပြီးဗောဓိမန္တယနေ့တွင်ပလင်တတ္တဟအစာရှိသောအရာတို့ကို9 ရက်9 နေ့ဌာနအသုံးပြုပြီးတော့မှသုံးတော်မူပြီးနောက်ဆုံးတတ္တဟမှာအထွဲ49ရက်မြောက်တွင်မှာအလွန်နည်းနည်းလာသောတရားတော်တို့ကိုအကြောင်းအရာကိုသိမြင်တော်မူလာခဲ့ပြန်ပါလေထိုကဲ့သို့တရားတော်ဟာယာကမောဟထပြောလာသောပုရုဇဉ်ပုဂ္ဂိုလ်တ attva များအတွက်နားလည်သဘောပေါက်ရအောင်ပဲခေရန်လာပါလေဒီအကြောင်းကိုမြတ်စွာဘုရားရှင်ကသိတော်မူခဲ့ပါတယ်ဒါကြောင့်သမတိယမကတရားဥဟောကြားပေးပါယံမြတ်ဗုဒ္ဓပန်ကြားလျှောက်ထားခဲ့ပါတယ်ခင်ဗျာဓမ္မမိတ်ဆွေသူတို့စင်မောလို့ခင်ဗျာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးဟာဘယ်သူအားဟောကြားအပ်နေဟူ၍ဆင်ရှင်တော်မူရာအာထာယရဲ့တဲ့နဲ့ဥဒကယတိတို့ကိုမြင်တော်မူခဲ့ကြပါတယ်သို့သောထိုသူများကသုတေ၍အရူပဘုံသို့ရောက်သွားကြောင်းတည်တော်မူသောကြောင့်ဒုက္ခရစရိယရှောင်းနေခြင်းခေသော
အလုတ်ကျေးပြုခဲ့သောဂွန်ဒိညာဝဘဗတ္တိယမဟာနံအတ္တစီသတိပိဿဝကီတို့အားတရားဥဟောကြားရန်ဆင်ရှင်တော်မူခဲ့ပါလေခင်ဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာကာတိတိုင်းဘာယနတိပြည်၏မြောက်ဘက်စစ်ရှိယူဇနာပါဝေယယခုအခါ၌အိန္ဒိယနိုင်ငံဥတ္တပရာဒတ်ပြည်နေစာရဏတေတာရှေ့အခါကယသိမြတ်သူတော်စင်အပေါင်းသစ်ဆင်းရနှင့်သမင်အပေါင်းတို့ကိုဘေးမေ့ပြရဖြစ်သောမင်္ဂလာတိုးသို့ကြတော်မူပြီးတရားဥဓမ္မစကြာဒေသနာတို့ကိုဟောကြားတော်မူခဲ့ပါလေခင်ဗျာဝါဆိုလာပြည့်နေ့ဟာမြတ်စွာဘုရားရှင်တရားဥတရားထုဓမ္မစကြာတရားဟောတော်မူခဲ့တဲ့နေ့ပဲဖြစ်ပါလေခင်ဗျာဂေါတမမြတ်စွာဘုရားရှင်အဖြစ်နဲ့ပထမဥစွာဟောကြားတော်မူခဲ့သောဓမ္မစကြာတရားတော်များကိုစကြာဝဠာတိတ်သောမှာနှစ်ပြမှာပေါင်းတရားရှိကြတဲ့နဲ့ပိဿဝဂီ၅ပါးစုစုပေါင်းတရားရှိကြတဲ့နဲ့၅ပါးပဲရှိပါလေခင်ဗျာဓမ္မစကြာတရားတော်ကိုနာယူပြီးနောက်ဝါဆိုလာပြည့်နေ့မှာအရှင်ဂုဏ်ညဝါဆိုလာပြည့်ကျိုးတရက်နေ့မှာအရှင်ဝဘ္ဗဝါဆိုလာပြည့်ကျိုး2ရက်နေ့မှာအရှင်ဗတ္တိယဝါဆိုလာပြည့်ကျိုး3ရက်နေ့မှာအရှင်မဟာနံဝါဆိုလာပြည့်ကျိုး4ရက်နေ့မှာတော့အရှင်အတ္တစီတို့ကသောတာပန်တည်ကြပါလေခင်ဗျာဓမ္မစကြာဆိုဒီမှာသစ္စာ၄ပါးအမှန်တရားကိုစက္ကိတုအဖန်ဖန်ထထဟောတော်မူသောတရားတော်ဟူ၍အဓိပ္ပာယ်ရပါတယ်ဓမ္မစကြာတရားတော်၏အနည်းရှုံမှာသစ္စာ၄ပါးနဲ့မိဂ္ဂင်၈ပါးဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းမိဂ္ဂင်၈ပါးမှာသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံစည်ခြင်းသမ္မာဝါစာကောင်းစွာပြုဆိုခြင်းသမ္မာကမ္မန္တာကောင်းစွာပြုလုပ်ခြင်းသမ္မာအာဇီဝကောင်းစွာသင်မွေးခြင်းသမ္မာဝါရမောကောင်းစွာအထောက်ခြင်းသမ္မာတတိကောင်းစွာအောက်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ခြင်းတို့ပဲဖြစ်ပါလေခင်ဗျာကောင်းသောအသည့်ကောင်းပြီအကြံကောင်းတန်ဆိုပြိုကောင်းသောအပြုကောင်းမှုသင်မွေးကောင်းရည်လုံးလာကောင်းထတတိကောင်းပြီတည်ကြည်ဤရှိမြင်ဟူဒီမှာအမှန်တရားအစိုးတရားနှစ်ပါးနဲ့လွတ်ကင်းသောအလေးအနက်ကျင့်စဉ်အမှန်တရားပဲဖြစ်ပါလေခင်ဗျာဒါကြောင့်ထိုအကျင့်သီလကိုတိုးပွားပွားများကျင့်ကြံခြင်းဖြင့်ဒုက္ခသစ္စာဆင်းရဲခြင်းအပေါ်ကိုသိမြင်လာနိုင်ပါလေသမုဒယသစ္စာဒုက္ခဖြစ်သောအကြောင်းများကိုပေဖြောက်လာနိုင်ပါလေနိရောဓသစ္စာဒုက္ခ၏ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဆက်ရောက်စေနိုင်ပါလေမေဃသစ္စာဒုက္ခချုပ်ငြိမ်းကြောင်းမေခင်၈ပါးပွားများနိုင်ပါလေဒါကြောင့်မေခင်၈ပါးဟာသစ္စာ၄ပါးကိုမြင်နိုင်စွမ်းရှိပြီးနိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာပဲဖြစ်ပါလေဝါဆိုလာပြည့်နေ့ဟာတန်နေတိုးထွက်ဓမ္မဆက်တစ်ချက်ပြားရကဆိုဒီမှာသူမြတ်သည့်ဂုဏ်ရ၄ရအပြင်မြတ်စွာဘုရား၏ဖျားဖြစ်ကြောင်းဝန်ခံတော်မူတဲ့နေ့လေးဖြစ်ပါလေတရားယရနာစတင်ပူပေါက်လာသောနေ့ဖြစ်ခြင်းသံဃာယရနာစတင်ပူပေါက်လာသောနေ့ဖြစ်ခြင်းပုရုဇဉ်ခရီးမှာအရိယာခရီးတို့စတင်ကူပြောင်းခြင်းဖြင့်ကြုံလာသောနေ့လေးဖြစ်ပါလေမြတ်ဗုဒ္ဓ၏ဣဟိဘိက္ခုသောစကားကိုစတင်ကြားတော်နေ့လေးဖြစ်ပါလေခင်ဗျာဒါကြောင့်ဤကဲ့သို့ဝါဆိုလာပြည့်ဓမ္မစကြာအခါတော်နေ့ဟာထူးခြားတဲ့ဂုဏ်ရက်9ရက်ရှိပါတယ်ဤဒီမှာဝါဆိုလာပြည့်နေ့ထူးခြားမွန်မြတ်ရှင်ပဲဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဓမ္မမိတ်ဆွေများကာယစိတ်ဓာတ်နှပြသောဒုက္ခအပေါင်းပြည့်စုံနိုင်ကြပါစေဝါဆိုလာပြည့်နေ့မှာဒီဝါရင်တုံးဟာကာလပတ်လုံးဘေးရန်ကင်းကွာ၍ဓမ္မစကြာတရားဒေသနာတော်မြတ်ကိုနာယူကြည်ကြံ၍ဒုက္ခခတ်သိချုပ်မြတ်ငြိမ်းနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာပါဓမ္မမိတ်ဆွေစုလို့စင်မောင်းတို့ခင်ဗျာဓမ္မမိတ်ဆွေများကာယစိတ်ဓာတ်နှပြသောဒုက္ခအပေါင်းပြည့်စုံနိုင်ကြပါစေဓမ္မမိတ်ဆွေစုလို့စင်မောင်းတို့ခင်ဗျာဘာဆိုလာပြည့်နေဓမ္မစကြာအခါတော်နေ့အကြောင်းဒီကောင်းစရာလေးကိုအကျဉ်းချုပ်တင်ပြခြင်းပါတယ်ဝါဆိုလာပြည့်နေ့ဟာမင်္ဂလာရှိပြီးမြင့်မြတ်သောလာပြည့်နေ့ဟူ၍မှတ်ဆိုနိုင်ပါလေထိုကဲ့သို့မှတ်ရွာခြင်းမှာဝါဆိုလာပြည့်နေ့မှာမြတ်စွာဘုရားရှင်ကိုရမအလောင်းတော်ဟာမေရူမာရာဒေဝီဝမ်းကြာတိုင်း၌ပရိသတ်၏မြို့နေပဲဖြစ်ပါလေတိတ္တရာမင်းသားဘဝမှာနမိတ်ကြီး၄ပါးကိုမြင်တော်မူပြီးတန်ဝင်ကရရှိသွားကရွှေနန်းစည်းစိမ်အားလုံးကိုဆွန့်ခွာ၍
တိုးထွေတော်မူခဲ့ပြန်ပါလေဖရာဖြစ်တော်ရောက်တော်မူပြီးတရားဟုဒေသနာဖြစ်သောဓမ္မစက္ကဘဝတနာတို့ဓမ္မစကြာတရားတော်များကိုဟောကြားတော်မူခဲ့ပြန်ပါလေပြုဖဲ့၍ရှင်ပြိုင်လာသောဒိဋ္ဌိတက္ကတွန်းများကိုမှားယွင်းသောယူဝါဒကိုဆွတ်မေးရန်ယေမိအစုံတို့ကိုပြလိုက်ဟာပြတော်မူခဲ့ပြန်ပါလေဒါကြောင့်ဝါဆိုလာပြင်းတွေကိုတန်နေတိုးထွက်ဓမ္မဆက်တစ်ချက်ပြလိုက်ဟာပြီးမှတ်တမ်းဆိုခဲ့ကြပါလေခင်ဗျာဓမ္မမိတ်ဆွေသူတို့စင်ပေါင်းလို့ခင်ဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာမဟာသက္ကရေတရားသုံးခုနဲ့ကစုံလာပြည့်နေဘုံလူနေ့မှာကိုရမမြတ်စွာဘုရားရှင်ဖြစ်ရောက်ရှိတော်မူခဲ့တဲ့ဖြင့်ကစုံလာပြည့်နေကိုဗုဒ္ဓနေ့ဟူ၍တတ်မှတ်ပူဇော်ကြပါလေထို့ကဲ့သို့ဘုရားရှင်ဖြစ်တော်မူလာပြီးဗောဓိမန္တယနီတွင်ပလင်တတ္တဟအစာရှိသောအရာတို့ကို9 ရက်9 နေ့ဌာနအသုံးပြုပြီးတော့မှသုံးတော်မူပြီးနောက်ဆုံးတတ္တဟမှာအထွဲ49ရက်မြောက်သောနေ့မှာအလွန်နည်းနည်းလာသောတရားတော်တို့ကိုအကြောင်းအရာကိုသိမြင်တော်မူလာခဲ့ပြန်ပါလေထို့ကဲ့သို့တရားတော်ဟာယာကမောဟထပြောလာသောပုရုဇဉ်ပုဂ္ဂိုလ်တ attva များအတွက်နားလေသဘောပေါက်ရအောင်ပဲခင်းရမှာပါလေဒီအကြောင်းကိုမြတ်စွာဘုရားရှင်ကရှိတော်မူခဲ့ပါတယ်ဒါကြောင့်သမ္မတိကျမ်းမာကတရားဥဟောကြားပေးပါရန်မြတ်ဗုဒ္ဓပန်ကြားလျှောက်ထားခဲ့ပါတယ်ခင်ဗျာဓမ္မမိတ်ဆွေသူတို့စင်ပါလို့ခင်ဗျာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးဟာဘယ်သူအားဟောကြားအပ်နေဟုဆင်ရှင်တော်မူရာအာထာယရဲ့တင်နဲ့ဥဒကယတိတို့ကိုမြင်တော်မူခဲ့ကြပါလေသို့သောထိုသူများကသုတေ၍အရူပဘုံသို့ရောက်သွားကြောင်းတည်တော်မူသောကြောင့်ဒုက္ခရစရိယရှောင်းနေခြင်းခဲ့သောအလုကျေးပြုခဲ့သောဂုဏ်ဒိညာဝဘ္ဗဗတ္တိယမဟာနံအတ္တစီသတိပိဿဝဂီတို့အားတရားဥဟောကြားရန်ဆင်ရှင်တော်မူခဲ့ပါလေခင်ဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာကာတိတိုင်းဗာယနတိပြည်၏မြောက်ဘက်စစ်ရှိယူဇနာပါဝေယယခုခါ၌အိန္ဒိယနိုင်ငံဥတ္တပရဒတ်ပြည်နေစာရဏတေတာရှေ့ခါကယသိမြတ်သူတို့လည်းအပေါင်းသစ်စင်းရနဲ့သမင်အပေါင်းတို့ကိုဘေးမေ့ပြရပြီးတော့မင်္ဂလာတိုးတို့ကြတော်မူပြီးတရားဥဓမ္မစကြာဒေသနာတို့ကိုဟောကြားတော်မူခဲ့ပါလေခင်ဗျာဝါဆိုလာပြည့်နေ့ဟာမြတ်စွာဘုရားရှင်တရားဥတရားထုဓမ္မစကြာတရားဟောတော်မူခဲ့တဲ့နေ့ပဲဖြစ်ပါလေခင်ဗျာဂေါတမမြတ်စွာဘုရားရှင်ဖြစ်တဲ့ပထမဥစွာဟောကြားတော်မူခဲ့သောဓမ္မစကြာတရားတော်များကိုစကြာဝဠာတိတ်သောမှာလက်ပြမှာအပေါင်းတရားရှိကြတဲ့နဲ့ပိဿဝဂီ9ပါးစုစုပေါင်းတရားရှိကြတဲ့နဲ့9ပါးပဲရှိပါလေခင်ဗျာဓမ္မစကြာတရားတော်ကိုနာယူပြီးနောက်ဝါဆိုလာပြည့်နေ့မှာအရှင်ဂုဏ်ဋ္ဌညဝါဆိုလာပြည့်ကျိုးတရက်နေ့မှာအရှင်ဝဘ္ဗဝါဆိုလာပြည့်ကျိုး2ရက်နေ့မှာအရှင်ဗတ္တိယဝါဆိုလာပြည့်ကျိုး3ရက်နေ့မှာအရှင်မဟာနံဝါဆိုလာပြည့်ကျိုး4ရက်နေ့မှာတော့အရှင်အတ္တစီတို့ကသောတာပန်တည်ကြပါလေခင်ဗျာဓမ္မစကြာဆိုဒီမှာသစ္စာလေးပါးအမှန်တရားကိုစက္ကိတုအဖန်ဖန်ထထဟောတော်မူသောတရားတော်ဟူ၍အဓိပ္ပာယ်ရပါတယ်ဓမ္မစကြာတရားတော်၏အနည်းရှုံမှာသစ္စာလေးပါးနဲ့မိခင်၈ပါးဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းမိခင်၈ပါးမှာတမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းတမ္မာသင်္ကပ္ပကောင်းစွာကြံစည်ခြင်းတမ္မာဝါစာကောင်းစွာပြုဆိုခြင်းတမ္မာကမ္မန္တာကောင်းစွာပြုလုပ်ခြင်းတမ္မာအာဇီဝကောင်းစွာသင်မွေးခြင်းတမ္မာဝရမောကောင်းစွာအထုတ်ခြင်းတမ္မာတတိကောင်းစွာအောက်မေ့ခြင်းတမ္မာသမာဓိကောင်းစွာတည်ခြင်းတို့ပဲဖြစ်ပါလေခင်ဗျာကောင်းသောအသည့်ကောင်းသည့်အကြံကောင်းတန်ဆိုပြိုးကောင်းသောအပြုကောင်းမှုသင်မွေးကောင်းရည်လုံးလာကောင်းထတတိကောင်းပြီးတည်ကြည်ဤရှိမြင်ဟူဒီမှာအမှန်တရားအစွန်းတရားနှစ်ပါးနဲ့လွတ်ကင်းသောအလေးအနက်ကျင့်စဉ်အမှန်တရားပဲဖြစ်ပါလေခင်ဗျာဒါကြောင့်ထိုအကျင့်သီလကိုတိုးပွားပွားများကျင့်ကြံခြင်းဖြင့်ဒုက္ခသစ္စာဆင်းရဲခြင်းအပေါ်မှာသိမြင်လာနိုင်ပါတယ်သမုဒယသစ္စာဒုက္ခဖြစ်သောအကြောင်းများကိုပေဖြောက်လာနိုင်ပါတယ်နိရောဓသစ္စာဒုက္ခ၏ရှုံမြင်ရာနိဗ္ဗာန်ကိုဆက်ရောက်စေနိုင်ပါတယ်
မေဃသစ္စာဒုက္ခရှုံခြင်းကြောင့်မေခင်ရှိပါပွားများနိုင်ပါတယ်ဒါကြောင့်မေခင်ရှိပါဟာသစ္စာ၄ပါးကိုမြင်နိုင်စွမ်းရှိပြီးနိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာပဲဖြစ်ပါတယ်ဝါစုလပြည့်နေဟာတန်နေတိုးထွက်ဓမ္မဆက်တစ်ချက်ပြားတကားဆိုသည်မှာတူးမြတ်သည့်ဂုဏ်ရ၄ရအပြင်မြတ်စွာဘုရား၏ဖျားဖြစ်ကြောင်းဝန်ခံတော်မူတဲ့နေ့လေးဖြစ်ပါတယ်တရားယရနာစတင်ပူပေါက်လာသောနေဖြစ်ခြင်းသံဃာယရနာစတင်ပူပေါက်လာသောနေဖြစ်ခြင်းပုရုဇဉ်ခရီးမှာအရိယာခရီးတို့စတင်ကူပြောင်းရှင်းဖြင့်ကြုံလာသောနေ့လေးဖြစ်ပါတယ်မြတ်ဗုဒ္ဓ၏ဣဟိဘိက္ခုသောစကားကိုစတင်ကြားတော်နေလည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဤကဲ့သို့ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဟာထူးခြားတဲ့ဂုဏ်ရ9ရက်ရှိပါတယ်ဤဒီမှာဝါဆိုလပြည့်နေ့ထူးခြားမွန်မြတ်ရှင်ပဲဒီကြောင့်တင်ပြလိုက်ရပါတယ်ခင်ဗျာဓမ္မမိတ်ဆွေများကာယစိတ်တန်ကြသောဒုက္ခအပေါင်းပြည့်စုံနိုင်ကြပါစေဝါဆိုလပြည့်နေ့မှာဒီဝါရင်တုံးကာလပတ်လုံးဘေးရန်ကင်းကွာ၍ဓမ္မစကြာတရားဒေသနာတော်မြတ်ကိုနာယူကြည်ကြံ၍ဒုက္ခခတ်သိချုပ်မြတ်ငြိမ်းနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နမုဒ္ဒနာဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတဝရောဝေအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါနမုဒ္ဒနာဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတဝရောဝေအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါနမုဒ္ဒနာဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရုပယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတဝရောဝေအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောရိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောရိတေအနုတပ္ပဒါနမုဒ္ဒနာဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမုဒ္ဒတ္တဘဂဝတောရဟတော
မသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါအာထာနာမေတ္တာဘဂဝေနဝါကသောယံပရိပကမေနတထာဂရံဇီဝိတံဝရောပိယံအနုပကမေနဘဂဝေတထာဂရံပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေအနုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေအနုတပ္ပဒါနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတုမြေကနာတို့ကိုအာထာနာမေတ္တာကနာတို့အာထာနာမေတ္တာဘဂဝေအနဝါကသောယံပရိပကမေနတထာဂရံစီဝိတံဝရောပိယံ
အနုပကမေနဘိက္ခွေတရကတပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေဟောတုတပ္ပရာဣတိနာသစ္စာဝိစေနသောတိတေဟောတုတပ္ပဒါအာထာနာမေတ္တာဘိက္ခွေနဝါကသောယံမရုပကမေနတရကတဇိဝိတဝရောဘေယအနုပကမေနဘိက္ခွေတရကတပရိနိဗ္ဗာန်ရတိဣတိနာသစ္စာဝိစေနသောတိမေဟောတုတပ္ပရာဣတိနာသစ္စာဝိဇ္ဇနာသောတိတေဟောတုတပ္ပဒါအာထာနာမေတ္တာဘိက္ခွေနဝကသောယံပရိပကေမေနတထာဂရဇီဝိတဝရောဘေယနုမကမေနဘိက္ခွေတထာဂရပရိနိဗ္ဗာန်တိဣတိနာသစ္စာဝိဇ္ဇနာသောတိမေဟောတုတပ္ပဒါဣတိနာသစ္စာဝိဇ္ဇနာသောတိတေဟောတုတပ္ပဒါ